ဒီလမ်းမကြီးပေါ်မှာခင်ဗျားတို့မျက်စိရှိတင်မြင်နေရတဲ့အတိုင်းပဲ Lamborghini အယောင်ပြခန်းတွေရော Maserati အယောင်ပြခန်းတွေရောအစီရီကိုရှိနေတာဗျာကဲခင်ဗျားတွက်ကြည့်လိုက်ပါဒီဆိုင်နှစ်ဆိုင်လုံးကိုခင်ဗျားအကုန်ရောင်းချပစ်လိုက်ပြီဆိုတာနဲ့ဘဏ်ကိုသွားဖို့အချိန်ရောက်ပါပြီခင်ဗျာမီတာ200လောက်ဆက်သွားလိုက်တာနဲ့အတူတူပါပဲဗျာဒီလို Lamborghini အယောင်ပြခန်းတွေကပဲထပ်ပြီးမျက်စိရှိရောက်လာပြန်ရောနောက်ဆုံးမှာခင်ဗျားဘာတွေကိုရွေးချယ်လိုက်လဲဆိုတော့ Lamborghini Rivington Lamborghini Aventador Lamborghini Murcielago ဒီကား3စီးရဲ့စုစုပေါင်းတန်ဖိုးကယွမ်တန်း40နီးပါးတန်ကြေးရှိပါတယ်ဒီလိုမျိုးအစုံ9စုံထက်ရှိသေးတယ်ဆိုတော့စုစုပေါင်းယွမ်တန်း200ပေါ့ဗျာမူရင်းယွမ်4.9ဘီလီယံရှိတဲ့အရင်းနှီးကနေယွမ်4.8ဘီလီယံကိုပြောင်းသွားတယ်အဲ့ဒီကနေမှပြန်ရတဲ့ယွမ်တန်း200အမြတ်ငွေကယွမ်6.8ဘီလီယံနဲ့10တန်းအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်ထုံးစံအတိုင်းပဲပတ်စံစာချုပ်ကတော့ပျောက်သွားပါပြီတခြားဘာတွေကိုမှနားလည်နေဖို့အချိန်မရှိတော့ပါဘူးကဲနောက်ဆုံးတစ်ခုကတော့ Maserati ပါပဲ Maserati ကအရှိကအမှတ်တစိတ်3ခုထက်အများကြီးဈေးသက်သာတယ်ဆိုပေမဲ့ကားအသစ်တွေဝယ်ဖို့အတွက်ခင်ဗျားတို့အတွက်တော့အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ Maserati CEO Maserati NC20 Maserati Grand Cabriolet Maserati Levante Maserati Grand Turismo ဒီကားတွေရဲ့စုစုပေါင်းတန်ကြေးကယွမ်15တန်းလောက်ပဲရှိပါတယ်အစုံ9စုံဝယ်လိုက်မယ်ဆိုရင်တော့စုစုပေါင်းယွမ်85တန်းကြပါလိမ့်မယ်အဲ့ဒီကနေပြန်ရမယ့်အမြတ်ငွေကယွမ်တန်း950ပါဗျာပတ်စံက9.4ဘီလီယံတောင်ရောက်နေပြီးဆိုင်ထဲကထွက်ပြီးလမ်းဘေးမှာရက်လိုက်ပါဦးခါဆန်လက်ချေတွေကိုလှုပ်ရှားလိုက်တယ်ဒီဆိုင်တွေမှာအချိန်ကုန်ဆုံးဖြစ်ဆုံးကစာချုပ်ချုပ်လက်မှတ်ထိုးတပ်ပုံရိုက်ဖို့စောင့်နေရတာပဲကားမျိုးစားနဲ့ရွေးချယ်မှုက3မိနစ်တောင်မကြာပါဘူးလှပတဲ့အယောင်ဝန်ထမ်းမလေးတွေကိုဆိုတာမထီရတဲ့အခါဂရုစိုက်ဖို့အချိန်တောင်မရှိပါဘူးနာယီကြည့်လိုက်တော့2နာရီတောင်ထိုးနေပြီးတက္ကစီငါပြီးဘန်ကိုအပြေးလွှားသွားခဲ့တယ်ဘာပဲပြောပြောစီးပွားရေးဘဏ်ဆိုတာကတရားဝင်ဘဏ်ကြီးပဲလေရှန်ကျန်းမြို့ကဌာနချုပ်အဆောက်အုံကြီးကလည်းတကယ်ကိုခန်းနာထဲဝါတာပဲ3နာရီနီးပါးမှာစီးပွားရေးဘဏ်တကားဝကိုရောက်လာခဲ့တယ်ကိုကြောက်ရီကျွန်တော်ရောက်ပါပြီဗျရောက်ပါပြီသူ့ကိုမြင်လိုက်တဲ့အခါသူကတက်တက်ကြွကြွနဲ့ပြောတယ်ကိုချူရီမင်္ဂလာပါဗျာကျွန်တော်ကစီးပွားရေးဘဏ်ရဲ့အကြီးအကဲကြောက်ချံမှာကြိုဆိုပါတယ်ဗျာကိုကြောက်ရီကျေးဇူးတင်ပါတယ်ဗျာကိုချူပင်မန်းနေမှာဆိုလို့အရင်ဆုံးထမင်းစားရအောင်ဗျာဒီကိစ္စကိုနောက်မှပြောကြတာပေါ့ကောင်းပါပြီကိုချူ Okay Erjao Okay Merchu 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 အိုက်စာနေပြီမလိုပါဘူးအချိန်မရှိဘူးအစည်းအဝေးခန်းထဲမှာလူတွေပြည့်နေပြီးကြောက်ချမ်းကလက်ဖက်ရည်တစ်ခွက်ငှက်ပေးပြီးပြောတယ်ချူမန်နေဂျာချိန်ထားတဲ့ဧည့်သည်တွေအကုန်ရောက်နေပါပြီရှင်တိုးတုတ်မိတ်ဆက်ပြီးတော့သူကလှည့်ပြီးပြောတယ်ဒီလိုပုံစံနဲ့ဖိတ်ခေါ်မိတာတကယ်တောင်းပန်ပါတယ်ခင်ဗျာအဓိကကတော့ကျွန်တော်အချိန်မရှိလုံးလို့ခုလိုပဲခေါ်လိုက်ရတာပါဒါပေမဲ့နောက်ထပ်ဆွေးနွေးမှုတွေမှာတော့ခင်ဗျားတို့အားလုံးအရန်စိတ်ကြည်နေကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့တွေကလုပ်ငန်းရှင်ကြီးတွေပဲဒီလိုကိစ္စလေးနဲ့တော့စိတ်ဆိုးဒေါသထွက်နေမှာမဟုတ်ပါဘူးပြောမနေနဲ့တော့ကြောက်ချမ်းကသူတို့မလာခင်တည်းကပြောပြထားတာကဒါကငွေရမ်းချမ်းသာတဲ့မဟာသူထေးကြီးတယောက်တဲ့သူ့ရဲ့ငွေကြေးစီးဆင်းမှုကအမခံပဲလို့ခုခေတ်ပတ်ဝန်းကျင်မှာချမ်းသာတဲ့တထေးတွေလို့ထင်ရပေမဲ့တကယ်တမ်းကျတော့သူတို့တွေကပုံသေးပိုင်ဆိုင်မှုတွေရန်ပုံငွေတွေ stock share တွေစတာတွေနဲ့ပဲပြည်နေတာတကယ်ငွေကြေးစီးဆင်းမှုကောင်းကောင်းနဲ့ချမ်းသာတဲ့တထေးဆိုတာမများဘူးဒါကြောင့်သူတို့လည်းအရန်စိတ်အားထက်သန်စွာနဲ့ကိုရောက်လာခဲ့ကြတာပထမဆုံးအနေနဲ့ကတော့အိမ်တလုံးဝယ်မယ်သူကလူအနှဲငယ်ကိုခေါင်းညှိပြပြီးပြောတယ်ငွေကြေးတွေကိုအစင်သင့်ပြင်ထားပေးပါ It seems you provided the full text that was previously translated. To continue the translation, please provide the next portion of the Burmese text. The last translated sentence was prepare the funds. ခဏလေးတော့ချက်ချင်းပြန်လာခဲ့မယ်ကေစုစုပေါင်းဆိုရင်အိမ်ခန်း30ကျော်တောင်ရှိတာနော်ကျယ်ဝန်းတဲ့တိုက်ခန်းတွေရဲ့ဗီလာတွေရဲ့ပေါ့ခဏလေးတွင်းမှာပဲအကုန်လုံးကိုမြင်တွေ့နိုင်မှာပါအဓိကတော့ပတ်ဝန်းကျင်နဲ့ဈေးနှုန်းပေါ်မှာမူတည်တာပေါ့ဗျာဒီအိမ်ချမ်းမြေတွေကနာမည်ကြီးတွေပဲဈေးနှုန်းကမြင့်တယ်လို့မဆိုနိုင်ပေမဲ့တာမန်လူတွေလက်လန်းမီတဲ့အဆင့်တော့လုံးဝမဟုတ်ဘူးဥပမာဆိုရရင်ဒီမှာရှိတဲ့အကြီးစားတိုက်ခန်းတွေထဲမှာအသက်တာဆုံးကရွာ2သိန်းအသေးဆုံးတစ်ခန်းတောင်ရွာ2သိန်း3000ကျော်ပေးရတယ်ဒီအချက်လက်တွေအားလုံးကိုကြည့်ရှုဖို့မင်းတနာရီလောက်အချိန်ကုန်သွားခဲ့တာမင်းမောကြည့်လိုက်တဲ့အခါဘေးမှာအမြန်ရွေးချယ်စရာမီနူးတစ်ခုကိုတွေ့ရလိမ့်မယ်အချက်လက်တွေကိုချလိုက်ပြီဆိုတာနဲ့မင်းကပုံရိပ်ကိုလုံးဝဂရုမစိုက်တော့ဘူးခင်ဗျားတို့အိမ်ကိုကျွန်တော်ဝင်မယ်ဆိုရင်ဘာများလျှော့ဈေးဒါမှမဟုတ်အကျိုးခံစား권တွေရှိအောင်မလဲခင်ဗျာဒီလိုမျက်နှာချင်းဆိုင်တွေ့ဆုံပြီးသွားတာဆိုတော့လေကျွန်တော်တို့အိမ်တွေကအကောင်းဆုံးပဲလို့ပြောရတော့မှာပေါ့အခြေခံအားဖြင့်တော့အိမ်တစ်လုံးစီကို3နှစ်စာအိမ်ယာစီမံခန့်ခွဲမှုဈေးအမျိုးမျိုးအပြင်ရေမီးအပူပေးစနစ်ဈေးတွေကိုပါပေးပါတယ်ကားပါကင်းနေရတနေရလဲအပါဝင်ပေါ့ပြီးတော့3နှစ်စာအိမ်တစ်ခုလုံးတန်ရှင်းရေးဝန်ဆောင်မှု10ကြိမ်လဲထပ်ပါသေးတယ်မင်းလဲတွက်ချက်ပြီးလောက်ပြီးထင်တယ်အသက်တာဆုံးအကြီးစားတိုက်ခန်းကယွမ်လေး600တူညပြီးတော့အဈေးကြီးဆုံးဗီလာကကြတော့တကယ်တမ်းယွမ်800တူညပဲကြတာဗျစုစုပေါင်းဆိုရင်အကြီးစားတိုက်ခန်းနဲ့ဗီလာ32လုံးရှိတာအဲ့ဒီထဲမှာဗီလာ9လုံးကျယ်ဝန်းတဲ့တိုက်ခန်းက25လုံးပါဝင်တဲ့စုစုပေါင်းတန်ဖိုးကယွမ်4.3ဘီလီယံမင်းမာကယွမ်9.4ဘီလီယံရှိနေတာနော်ဒီတော့ကြောက်တာတို့ဘာလို့မရှိတော့ပဲမင်းပျော်တောင်ပျော်နေလိမ့်မယ်ဘာပဲဖြစ်ဖြစ်ဒီတခါတော့မင်းယွမ်4.3ဘီလီယံကိုဓာတ်ရိုက်ထုတ်သုံးပြနိုင်ပြီကိုငါကအလင်းစလိုရောက်လာခဲ့လို့သူတို့ကအိမ်ခန်းတွေကိုပဲအဓိကပြင်ဆင်ထားခဲ့တာဗီလာအချက်လက်တွေကပါဒီလိုမျိုးတန်တန်မတ်မတ်ပွင့်ပွင့်လင်းလင်းရလိမ့်မယ်လို့တော့မထင်ထားခဲ့ဘူး